Anelo Ananda Ngavahu Ayumju Yinya Pia Pia Gloria Vajo Shantamaro Yo Demiano Losomwe Shiko Puzo Pumio Maleo Donya Do Puzawan Dapanama Sirana The Labia Varia do Jamiro Alo here down Ardo Moomati Miane do Nekbandolagon Don't have they to Yabia do Nekbandolagon The town I have given that way, Cho Yang, I think I've just done like Bandolago. Me, Yoku, I told said Piedon, but the Yandi Lenian, Ramanian, the Jesus, Nevan, the mere mobulent like Yadi Pissy. Mulan the piano, the cop. Namo Tassa Bhagavato Arahato Sammasambuddhassa Namo Tassa Bhagavato Arahato Sammasambuddhassa Namo Tassa Bhagavato Arahato Sammasambuddhassaတရားနာတယ်တရားအထုတ်တယ်တရားလေ့လာတယ်ဆိုတာမိမိခန္ဓာမှာရှိတဲ့တရားနဲ့အသိဉာဏ်နဲ့ထပ်သွားဖို့လို့ရနော်မှန်ပါဗျာခန္ဓာမှာရှိတဲ့တရားဆိုတာအာနုဒွါရတိုင်းနဲ့ပေါ်လာတဲ့ခန္ဓာ၅ပါးကိုပြောတာပေါ့
အာယုဆိုတော့ယူပါယုံတတ်ဓာယုံကံဓာယုံရဓာယုံဖွက်တတ်ပေါင်းတပါယုံပေါ့ဒွါရဆိုတာမျက်စိအကြည်နာအကြည်နှခေါင်းအကြည်လျာအကြည်ကိုယ်အကြည်မနောအကြည်ပေါ့ကာယအကြည်ရှိရင်ပထဝီဖွက်တတ်ပါမတည့်လားတိုင်းပါတယ်ဗျာထိတိစိတ်မပေါ်လားပေါ်ပါတယ်ဗျာတဝိညာဉ်ထဲထိတိလို့ဖြစ်ကြလားမဖြစ်ပါဘူးဗျာမဖြစ်သူနဲ့သဟဇာတဖြစ်တဲ့ဝေဒနာတင်ညာစေရနာမပါလားပါပါတယ်ဗျာမာလေပြုတ်တယ်လို့ခံစားလားလူလားဝေဒနာဝေဒနာပါဗျာနဲ့လားဝေဒနာဝေဒနာပါဗျာယမလားဝေဒနာဝေဒနာပါဗျာမာလေပြုတ်တယ်လို့မှတ်တာလူနဲ့ယမလားတင်ညာတင်ညာပါဗျာခံစားနေအောင်ဆက်ဆိုရမှတ်လို့သူငါလားစေရနာစေရနာပါဗျာဝေဒနာတင်ညာစေရနာသုံးခုပေါင်းတော့နာမေခန္ဓာ၄ပါးမပြည့်လားပြည့်ပါရဲ့ဗျာဤ၄ပါးပြည့်စုံမှထိတိတိဖြစ်တာနော်မှန်ပါဗျာလူနဲ့ဗြဟ္မာလားနာမေခန္ဓာ၄ပါးနာမေခန္ဓာ၄ပါးပါဗျာကာယအကြည်ကလို့ဟုတ်ကြလားမဟုတ်ပါဘူးဗျာမာမှုပြောမှုကလို့ဟုတ်ကြလားမဟုတ်ပါဘူးဗျာခန္ဓာဖွဲ့ကြတော့ယူပက်ခန္ဓာမရလားရပါရဲ့ဗျာနာမေခန္ဓာ၄ပါးနဲ့ယူပက်ခန္ဓာပေါင်းခန္ဓာ၅ပါးပါဗျာကာယဒွါရမှာဖြစ်တာနော်မှန်ပါဗျာလူလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါနဲ့လားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာဗြဟ္မာလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာဒီခန္ဓာသိအောင်လို့တရားနာတာနော်မှန်ပါဗျာခန္ဓာသိဖို့လိုရင်ချက်ပေါ့မှန်ပါဗျာဝိရိကသုံးပုံဖြုတ်ကြည့်တော့ခန္ဓာ၅ပါးပေါ့မှန်ပါဗျာခန္ဓာ၅ပါးချုပ်ကြည့်နာလေးရုပ်ပေါ့မှန်ပါဗျာနာရုပ်ကိုချုပ်ကြည့်တော့ဖြစ်ဖြစ်ပေါ့မှန်ပါဗျာအဲ့ဒါလွင်အချက်တွေကွယ်နော်မှန်ပါဗျာဒါကြောင့်မလို့စီစစ်ပို့လို့တာပေါ့မှန်ပါဗျာတရားထိုင်လို့မပြောကြဘူးလားပြောကြပါဗျာတရားထိုင်တာအတိကလားခန္ဓာတိဖို့အတိကခန္ဓာတိဖို့အတိကပါဗျာစေဉဏ်သွားတာအတိကလားခန္ဓာတိဖို့အတိကခန္ဓာတိဖို့အတိကပါဗျာရဲ့တာအတိကလားခန္ဓာတိဖို့အတိကခန္ဓာတိဖို့အတိကပါဗျာလျောင်းတာအတိကလားခန္ဓာတိဖို့အတိကခန္ဓာတိဖို့အတိကပါဗျာခန္ဓာတိဖို့အတိကနော်မှန်ပါဗျာကစိတ်ထဲဉာဏ်ထက်ကထင်လိုက်ကြသေးတာပေါ့မှန်ပါဗျာထင်လိုက်တဲ့ကကျဲနဲ့တင်မနဲ့ထိမသွားလားထိပါပါလေဗျာထိတဲ့ကတတိမပြုတ်ရဘူးလားပြုတ်ရပါလေဗျာထိတိတတိလို့မောလားဟောပါလေဗျာတတိပြုတ်တော့ကကျဲတွေ့ရလားမာတာတွေ့မာတာတွေ့ပါလေဗျာတင်မတွေ့ရလားကာယအကြည်ကာယအကြည်ပါဗျာကာအကြည်ပဲတွေ့တယ်နော်မှန်ပါဗျာဒီလိုခုတည်းတိတဲ့စိတ်ကလေးမပေါ်လားပေါ်ပါလေဗျာအဲ့ဒါမာတယ်လို့တိတဲ့စိတ်ကလေးကာယအကြည်နဲ့ဖွက်တတ်ပါမထိခင်မတက်ခင်ဘယ်ရှိမှနေတယ်လို့လေညွှန်ဉာဏ်ပြချင်းကထက်ကတ်လားမထိုက်ပါဘူးဗျာနှစ်ခုတိုက်ဆိုင်မှပေါ်တာနော်မှန်ပါဗျာသူတွေငါတွေဟုတ်ကဲ့လားဟုတ်ပါဘူးဗျာလူနဲ့ဒီမှာဟုတ်ကဲ့လားဟုတ်ပါဘူးဗျာထိတိစိတ်ပေါ့မှန်ပါဗျာဒဝိညာဉ်ထဲထိတိလို့ဖြစ်ကြလားမဖြစ်ပါဘူးဗျာမဖြစ်သူလည်းသဟဇာတဖြစ်တဲ့ဝေဒနာတင်ညာစေရနာမပါလားမှန်ပါဗျာအဲ့လိုစိတ်သိပုံမကောင်းလိုက်မှန်ပါဗျာလေ့လာခွဲ့နော်မှန်ပါဗျာမာရီပြောတယ်လို့ခံစားတာလူနဲ့ဓမ္မလားခန္ဓာလူနဲ့သူတွေငါနေလားဝေဒနာဝေဒနာပါဗျာလူလားဝေဒနာဝေဒနာပါဗျာနဲ့လားဝေဒနာဝေဒနာပါဗျာဓမ္မလားဝေဒနာဝေဒနာပါဗျာစိတ်ပုံမကောင်းလားကောင်းပါရဲ့ဗျာကဲထင်တာကသူတွေငါတယ်ပေါ့မှန်ပါဗျာတွေ့တာကဝေဒနာပဲတွေ့တယ်နော်မှန်ပါဗျာရှင်းတဲ့ပုံမကောင်းလားကောင်းပါရဲ့မာရီပြောတယ်လို့မှတ်တာသူတွေငါလည်းလားသိညက်ခန္ဓာသိညက်ခန္ဓာပါဗျာလူနဲ့ဓမ္မလားသိညက်ခန္ဓာသိညက်ခန္ဓာပါဗျာခန္ဓာနဲ့စိတ်ဆိုရမှတ်တာသူငါလားစေရနာစေရနာပါဗျာဝေဒနာသိညာစေရနာသုံးခုပေါင်းတော့နာမေခန္ဓာ၄ပါးမပြည့်လားပြည့်ပါရဲ့ဗျာဒီ၄ပါးပြည့်စုံမှထိတိတိဖြစ်တာနော်မှန်ပါဗျာလူနဲ့ဓမ္မလားနာမေခန္ဓာ၄ပါးနာမေခန္ဓာ၄ပါးပါဗျာကာယအကြည်ကတင်မဟုတ်ကဲ့လားမဟုတ်ပါဘူးဗျာမာဆိုတဲ့ပထဝီကကျန်းဟုတ်ကဲ့လားမဟုတ်ပါဘူးဗျာအဲ့နာဘုရားယူပခန္ဓာမရလားရပါတယ်ဗျာနာမေခန္ဓာ၄ပါးနဲ့ယူပခန္ဓာပေါင်းခန္ဓာ၅ပါးပါဗျာဒါတရားထင်လို့သိတာနော်မှန်ပါဗျာအဲ့ဒီခန္ဓာသိဖို့ဘလော့ပါမကြဘူးပေါ့မှန်ပါဗျာ9မိနစ်ပဲကြာမယ်နော်မှန်ပါဗျာ
ခန္ဓာသိရင်ကိုယ်ထဲနဲ့လူဆွဲနဲ့ဆွဲပြမဆွဲကြလို့သိတယ်နော်အဲ့ဒါလွန်ရဲ့ချက်ပေါ်ကွယ်မှန်ပါဗျာဟောခန္ဓာသိဖို့သစ္စာသိပရိစ္ဆာတော့ပဲသိဖို့လို့ရနော်မှန်ပါဗျာမေရသိတဲ့ပုဂ္ဂိုလ်ရလျောရပိသလွန်ကိစ္စပြီးအောင်မျက်စိပေါက်ကစမနောဒွါရအထိမှန်လေးကိုင်တာပွက်ကြလ
6 ဒွါရခန္ဓာဖွဲ့ကြည့်တော့လူအစာသားနဲ့အစာသားပြမအစာသားတရိစ္ဆာန်အစာသားပြိတ္တာအတုရကေအစာသားတွေ့ရလားခန္ဓာ၅ပါးတွေ့လားခန္ဓာ၅ပါးတွေ့ပါလေဗျာလူနဲ့ဓမ္မတ္တဝါမတွေ့တာရှိလို့လားမရှိလို့လားမရှိလို့ပါဗျာမရှိရင်လူဆွဲနဲ့ဆွဲပြမဆွဲကြလို့သိတယ်နော်မလို့ပါဘူးဗျာတွေ့တဲ့တရားကလူနဲ့ပြမလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာဤခန္ဓာ၅ပါးပဲပုံပဲကြီးရှိတာလဲစစ်စစ်ပေါ်မကောင်းကောင်းပါလေဗျာယူပက်ခန္ဓာပဲသဘောရှိတယ်လေဟောပြန်မျက်စိတတ်သောသဘောစုဖြစ်ပြမှုပါဗျာဝေဒနာခန္ဓာပဲသဘောရှိတယ်လေခံစားတတ်သောသဘောစုဖြစ်ပြမှုပါဗျာသိဉ္ဇခန္ဓာပဲသဘောရှိတယ်လေခံစားတတ်သောသဘောစုဖြစ်ပြမှုပါဗျာသင်္ခါရခန္ဓာပဲသဘောရှိတယ်လေသေသောပြုမြင်တတ်သောသဘောစုဖြစ်ပြမှုပါဗျာဝိညာဉ်နဲ့ခန္ဓာပဲသဘောရှိတယ်လေသိတတ်သောသဘောစုဖြစ်ပြမှုပါဗျာဤခန္ဓာ၅ပါးကမြင်ပြီးရင်ပြည့်ကြားပြီးရင်ပြည့်နားပြီးရင်ပြည့်စားပြီးရင်ပြည့်ထိပြီးရင်ပြည့်သိပြီးရင်ပြည့်ဆိုတော့ခန္ဓာ၅ပါးတွေ့တယ်လားမရှိတာတွေ့လားမရှိတာတွေ့ပါလေဗျာမရှိရင်ဘယ်လိုဆွဲမလဲဆွဲเสียမရှိပါဘူးဗျာလူနဲ့ဓမ္မတ္တဝါကအစကတည်းလို့မရှိချင်းကြောင့်ဆွဲတယ်လို့သိရနော်မလို့ပါဘူးဗျာရှိတယ်ဆိုတဲ့ခန္ဓာကဖြစ်ပြီးတော့မပြည့်တော့ပြည့်ပါလေဗျာအစွဲခံရလားမှန်ပါဘူးဗျာသူတို့စသက်ဂါတိတွေပြုတ်တာပေါ့မှန်ပါဗျာသေဂါတိတွေပြုတ်တဲ့ပုဂ္ဂိုလ်ကာယကံနဲ့ပတ်သက်တဲ့အကုသိုလ်ဝစီကံနဲ့ပတ်သက်တဲ့အကုသိုလ်မနောကံနဲ့ပတ်သက်တဲ့အကုသိုလ်ပြုမလားမပြုပါဘူးဗျာ
မပြုတ်ရှေးရှာတော့တော်မလို့ဘလို့ဟောလာရှိသေးပေါ်မကောင်းလားကောင်းပါလေဗျာတဲ့တဲ့ခိုးမှုကာမီတုမှုသာမိစ္ဆာကဲတော့ပါမှတ်ပါသောတာပန်လေးကွယ်မှန်ပါဗျာသောတာပန်ဖြင့်ချမ်းသာစိတ်ကိုရသွားပြီနော်မှန်ပါဗျာဆက်ပြီးတော့ကြိုးစားပြန်သောတာပန်တရားကအနာဂံရဟန္တာပေါ့မှန်ပါဗျာဘလို့များအာရရာကောင်းတယ်လေကြားရလားမှန်ပါဗျာဤခန္ဓာတိဖို့လိုတယ်ကွယ်မှန်ပါဗျာစစ်ဖို့မလိုဘူးလားလိုပါရဲ့ဗျာအဲ့ဒီခန္ဓာမှာပြိဿတုပ္ပစေဝိဒေတာနဲ့ပြန်ရှင်းလာနော်မှန်ပါဗျာနေ့ကွကိုပြန်ရှင်းလာနော်မှန်ပါဗျာနေ့ကသုံးကိုမကူးစေနေလို့ဆရာတော်ဘုရားကြီးတတိမပေးလားပေးပါရဲ့ဗျာနေ့ကသုံးကိုမကူးဖို့ပေါ့မှန်ပါဗျာဒါကြောင့်တော့မိမဲ့စဉ်းစားကြရဘလို့လဲနော်မှန်ပါဗျာအတိကသမုဒိယသစ္စာအဝိဇ္ဇာဥစည်းတယ်လို့အဖြစ်မပေးကြလားပေးပါရဲ့ဗျာပြစ္ဆုတ်ပံသမုဒိယသစ္စာတဏှာဥစည်းတယ်လို့အဖြစ်မပေးဘူးလားပေးပါရဲ့ဗျာအဝိဇ္ဇာဥစည်းတာလည်းမှန်တယ်နော်မှန်ပါဗျာတဏှာဥစည်းတာလည်းမှန်တယ်နော်မှန်ပါဗျာအကွက်ကမပေါ်ဘူးကွယ်မှန်ပါဗျာတဏှာဥစည်းတာရှင်းပေးတဲ့ဆိုရှင်းနိုင်ပါမလားရှင်းနိုင်ပါဘူးဗျာအဝိဇ္ဇာဥစည်းတာကရှင်းနိုင်ပါမလားမရှင်းနိုင်ပါဘူးဗျာစဉ်းစားခွင့်နော်မှန်ပါလို့ဆိုတော့ကလေးတွေလည်းစကားပြောတဲ့လေးနဲ့ငါးနဲ့သင်တတ်တာပေါ့မှန်ပါဗျာစဉ်းစားဖို့မကောင်းလားကောင်းပါရဲ့ဗျာမကြားသူကြားဖူးထက်မယ်နော်မှန်ပါဗျာလူတယောက်ပေါ့မှန်ပါဗျာမြို့သီးအမရစတဲ့ပုဂ္ဂိုလ်မှန်ပါဗျာမြို့သီးပပထမင်းစားလို့ဖြစ်ဘူးမှန်ပါဗျာအဲ့ဒါသွေးဝမ်းနေဖြစ်တော်တာပေါ့မှန်ပါဗျာသွေးဝမ်းနေဖြစ်တော်မဲ့အသက်ကိုအသေးခံမလားမြို့သီးဖြစ်မလားလို့မမေ့ရဘူးလားမေ့ရပါလေဗျာအသက်တော့အသေးမခံရဘူးပေါ့မှန်ပါဗျာမြို့သီးဖြစ်မယ်လို့မပြောဘူးလားပြောပါလေဗျာမြို့သီးဖြစ်တယ်တော့တာနော်မှန်ပါဗျာမကြီးသီးငါးချက်သားတော့ပေါ့မှန်ပါဗျာအစိတ်ထုတ်ပြီးသားနော်မှန်ပါဗျာစားတစ်ချက်သားပေါ့မှန်ပါကြီးက40သားပေါ့မှန်ပါဗျာနိုင်ဝဲတော့ကြားတဲ့ကအကုန်လုံးနေပြလိုက်တာပေါ့မှန်ပါဗျာနေလို့သမပြီးဆိုတော့စစ်ပြီးကမှအရေး40သားနော်မှန်ပါမနေ့4နာရီကိုတော့လဲပေါ့မှန်ပါဗျာ9နာရီကျတော့ရှော့မှာပေါ့မှန်ပါဗျာ3ရင်4ရင်ရှော့မယ်နော်မှန်ပါဗျာရှော့လို့အားရပြီးဆိုရေချိုးလိုက်တာပေါ့မှန်ပါဗျာရေချိုးရကအခိုးတော့ပွင့်ပြီးတော့အပူတွေထွက်မသွားဘူးလားထွက်သွားပါလေဗျာတနေ့တည်းမှာရှင်3ရက်လောက်ဆက်သွားတာပေါ့မှန်ပါဗျာအဲ့ဒါသွေးရက်တဲ့နေ့ကတမျိုးပေါ့နော်မှန်ပါဗျာနည်းစီ30သားပေါ့မှန်ပါပြည့်သွန်ပြူကခံမဲ့ကျင်2ကြက်သားပေါ့မှန်ပါဗျာထညေက30သားပေါ့မှန်ပါထဖို့ထညေမှန်ပါဗျာအဲ့ဒါကြီးစီကျစ်ပြီးဆိုတော့ကကျက်သွန်တဲ့ပေါ့မှန်ပါကျက်သွန်ကျက်တော့တဲ့ကထညေတုံးတဲ့အောက်ကိုချမွေပေါ့မှန်ပါဗျာသမပြီးဆိုတော့ကအဲ့ဒါစားနော်မှန်ပါစားတဲ့ကသူ့ဝန်းနေပြောက်မသွားဘူးလားပြောက်သွားပါလေဗျာအဲ့ဒါသူယုံကြည်ပြီနော်မှန်ပါဗျာအတိတ်ကငါသူတို့စားလို့သူတို့ဖြစ်တယ်လို့သိရလားမသိပါဘူးဗျာမသိတာအဝိဇ္ဇာပေါ့မှန်ပါဗျာစားတာသင်္ခါရမှန်ပါဗျာစစ်စစ်ပေါ်မကောင်းလားကောင်းပါလေဗျာသင်္ခါပစ္စဝဉ္ဉာဏ်နဲ့လို့မောဘူးလားဟောပါလေဗျာအဲ့လိုလေ့လာဖို့လိုတယ်နော်မှန်ပါဗျာအဲ့လိုရှောင်လိုက်တာတနေ့2နှစ်3နှစ်ကြာသွားတာပေါ့မှန်ပါဗျာအသားရည်တွေစိုးပြေးပြီးတော့မလာလားလာပါလေဗျာရဲ့အကွက်မှာအလှမင်္ဂလာရှိတာဟုတ်မှန်ပါဗျာဟင်းတွေကလည်းပေါ့မိမိကအင်မတန်ကောင်းတဲ့ဟင်းတွေပေါ့မှန်ပါဗျာမြို့သီးကြော်လည်းအကောင်းစားပေါ့နော်မှန်ပါဗျာမြင်တဲ့ကမစားဘဲမနေနိုင်ဘူးပေါ့မှန်ပါဗျာအဲ့ဒီကစားလိုက်တဲ့ကတပြေးပြေးနဲ့တလမကြခင်သူ့ဝမ်းပြန်ဖြစ်တာပေါ့မှန်ပါဗျာဟောတော့ကမသိလို့စားတာအဝိဇ္ဇာဥရှိတာနော်မှန်ပါဗျာသိခင်နဲ့စားတာတဏှာဥရှိတာမှန်ပါဗျာအဲ့လိုအတိတ်ပဲပေါ်ဖို့မလိုဘူးလားလိုပါရဲ့ဗျာအဲ့တဲ့အတိတ်ပဲကိုမရောက်ဘူးကွင်မှန်ပါဗျာတဏှာဥရှိတဲ့တဏှာဥရှိတာပြောတာနော်မှန်ပါဗျာနည်းလာဖို့မကောင်းလားကောင်းပါလေဗျာရှေးတွေတောက်ပြီးတော့ချောင်းဆိုးယောဂမရှိဘူးလားရှိပါလေဗျာချောင်းဆိုးယောဂနော်မှန်ပါမဲချောင်းဆိုးပြောက်ခင်လားပြောက်ခင်လည်းရှေးလေးကိုဖြတ်ပေါ့မှန်ပါဗျာမဖြတ်တော့မဲမပြောက်ဘူးပေါ့မှန်ပါဗျာရှေးတွေအဖြတ်မခိုင်းရဘူးလားခိုင်းရပါလေခိုင်းပြီးတော့အခုလိုပဲရှေးပေးလိုက်ရတာပေါ့မှန်ပါဗျာပြီးတော့စောက်ရနေနဲ့ပတ်သေးတော့ရှေးက
မကြီးသေးပဲနော် မှန်ပါဗျာ ခန္ဓာမှာရှိတဲ့အပူငိမ့်တာမကြီးသေးတာတက်နေတယ် မှန်ပါဗျာ စစ်စစ်ဖို့မကောင်းလား ကောင်းပါလေဗျာ အဲ့ဒါ၄၅ခုနှစ်လောက်နေတိုင်းတက်ရတာပေါ့ မှန်ပါဗျာ ခွနှစ်ကြတော့ကစင်ကြေပြီးတော့မသွားဘူးလား သွားပါလေဗျာ အစားတော့လည်းကောင်းလာခဲ့ပြီနော် မှန်ပါ ဟိုတော့ကရေချိုးကြောက်တာကို မှန်ပါ ပြီး ဗျာ တော့ရေချိုးစင်တဲ့စိတ်တွေပေါ်မလာဘူးလား ပေါ်လာပါလေဗျာ အခန္ဓာကိုယ်စိုးပြေလာတော့လား မှန်ပါဗျာ ၃လေးနဲ့ကြာသွားပြီနော် မှန်ပါဗျာ အဲ့ဒါကအလှူမင်္ဂလာဆေးလိုက်တယ်တာကို မှန်ပါ မတော့ဖဲမနေနိုင်ဘူးကွယ် မှန်ပါဗျာ ဟိုတော့ကဆေးတော့လို့ဖြစ်တယ်လို့သိရလား မသိပါဘူးဗျာ ဒါအဝိဇ္ဇာကိုကွယ် မှန်ပါ တော့တာကသင်္ခါရနော် မှန်ပါ အခုတော့သူ့ကြောင့်ဖြစ်တယ်လို့သိတာပေါ့ မှန်ပါဗျာ သိကြတယ်ပြုတာတဏှာဥစည်းတာ မှန်ပါဗျာ အဲ့ဒါလိုလေ့လာဖို့မကောင်းလား ကောင်းပါလေဗျာ တခါရာကြွမှုနဲ့ပတ်သက်ပြီးတော့မှသူများတော့ခိုးသက်တာလည်းမရှိဘူးလား ရှိပါလေဗျာ ခိုးသက်တဲ့ခါကျတော့2ကျင်3ကျင်ပေါ့ မှန်ပါ နောက်တော့မိတာပေါ့ မှန်ပါဗျာ အဲ့ဒါမြင်တဲ့ပုဂ္ဂိုလ်2ဦး3ဦးပေါ့နော် မှန်ပါဗျာ အဲ့လိုထောက်ထားတယ်ပြတော့သူ့ကိုဖမ်းပြီးတော့မှထောင်မချဘူးလား ချပါလေဗျာ ထောင်ချတယ်နော် မှန်ပါ ထောင်ထဲမှာ5 6နဲ့ကြာသွားတယ် မှန်ပါဗျာ ကြာတော့ဟောတော့ကသူထောင်မချဘူးတဲ့လူကို မှန်ပါဗျာ ရှေ့ကိုထောင်ရတာလွတ်စင်မလို့ဘူးပေါ့ မှန်ပါဗျာ ကဲသူ့ကိုယ်တကာနဲ့ကြေးမြောင်းသွားတာနော် မှန်ပါဗျာ ထောလွယ်ပြီးတော့အတက်နဲ့သူရှောင်ကျင်နေတာပေါ့ မှန်ပါဗျာ တနေ့ကျတော့မရှောင်ကျင်တဲ့ခါကျတော့ပြန်ပြီးတော့ခိုးပြီးတော့မသက်ပြီဘူးလား တတ်ပါလေဗျာ အဲ့ဒါတဏှာဥရှိတာ မှန်ပါဗျာ လေ့လာဖို့မကောင်းလား ကောင်းပါလေဗျာ စဉ်းစားနော် မှန်ပါ အဲ့ဒါနှစ်ကိုကူတာကွ မှန်ပါဗျာ လေ့လာဖို့မကောင်းလား ကောင်းပါလေဗျာ အဲ့ဒါလေ့လာရ မှန်ပါဗျာ ကဲမိမဟင်းတစ်ခွက်ပေါ့နော် မှန်ပါဗျာ ဟင်းကအင်မတန်ကောင်းတယ်ပေကြီးဟင်းပေါ့ မှန်ပါဗျာ စီကြီးကတက်ထားတာနော် မှန်ပါဗျာ စားကလုံးဝမခံနိုင်ဘူး မှန်ပါဗျာ စားမပါဘူးပေါ့ မှန်ပါဗျာ စားချင်ရင်တော့စားပေါ်တယ်စားမတောင်းဘူးလား ကောင်းပါလေဗျာ ဒါဝေလာဖြစ်ချက်တဏှာလို့မဟုတ်ဘူးလား ဟောပါလေဗျာ စားလို့တာငါလားတဏှာလား တဏှာပါဗျာ တဏှာကွယ် မှန်ပါဗျာ ခံစားတာငါလားဝေဒနာ ဝေဒနာပါဗျာ လူတော်ကငါလားတဏှာလား တဏှာပါဗျာ အဲ့လိုသိဖို့မကောင်းလား ကောင်းပါလေဗျာ တဏှာပေါ့နော် မှန်ပါဗျာ ကဲစားယူပြီးတော့မှမခက်ဘူးလား မှန်ပါလေဗျာ လွယ်သွားတော့ငယ်မယ်လို့တော့မစနိုင်မြန်ဘူးကွယ် မှန်ပါဗျာ စားကလွယ်သွားပြီ မှန်ပါ တော့ရည်နှွေးခွေလို့မပြောဘူးလား ပြောရပါလေ တော့ရင်းနှွေးထဲတော့ကပြေမသွားလားဟဲ့ ဒီသွားပါလေဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါလေဗျာ အဲ့ဒါဝိညာဉ်ပြည့်ချက်တဏှာလို့မဟုတ်ဘူးလား ဟောပါလေဗျာ နှဲ့ကသုံးကိုကူးတာနော် မှန်ပါဗျာ ဝိညာဉ်လို့သိအနိစ္စလို့သိ မှန်ပါ စစ်စစ်ဖို့မကောင်းလား ကောင်းပါလေဗျာ စားသုံးတဲ့ရတာကပဲဟင်လားစိတ်နဲ့ရတာနော် စိတ်နဲ့ရတာပါဗျာ စိတ်ရတာထဲမှာစစ်စစ်ဖို့လိုတယ်နော် မှန်ပါဗျာ ဆိုးတာပါရဲ့လား ကောင်းတာပါရဲ့လား မပါပါဘူးဗျာ ဆိုးကောင်းတာပါမလွယ်လား လွတ်ပါလေဗျာ ဆိုးတာကောင်းတာစားပေါ်တယ်ငယ်တယ်သူစိတ်မှာဖြစ်တာနော် မှန်ပါဗျာ အဲ့နာမှာဖြစ်တာဟုတ်ကဲ့လား ဟုတ်ပါဘူးဗျာ အဲ့လိုလေ့လာဖို့မကောင်းဘူးလား ကောင်းပါလေဗျာ အဲ့ဒါလွင်အချစ်တယ်ကွနော် မှန်ပါဗျာ အဲ့လိုစစ်စစ်ဖို့မကောင်းလား ကောင်းပါလေဗျာ အဲ့ဒါကြောင့်ဥပိ္ပကဝေဒနာလျာမှာပေါ်သည်မဟုတ်ဘူးလား ဟောပါလေဗျာ ကဲဆိုးတာပါရဲ့လား မပါပါဘူးဗျာ ကောင်းတာပါရဲ့လား မပါပါဘူး ညိုကြည့်ရှိသေးရဲ့လား မရှိတော့ပါဘူးဗျာ နေ့ကတော့ကိုကူသေးရဲ့လား မကူတော့ပါဘူး အဲ့လိုလိုတာမဟုတ်ဘူးလားဟဲ့ မှန်ပါ ရှင်းလားဝေနာပြစ္ဆတဏသင်ညာပြစ္ဆတဏသင်္ခါရပြစ္ဆတဏဝိညာဏပြစ္ဆတဏယူပပြစ္ဆတဏသူ့အမြဲလာရည်စင်ကြီးတယ်လို့မလားဘူးလား လာပါလေဗျာ ယူပပြစ္ဆတဏကွယ် မှန်ပါ သူ့တန်လေးကြားတာตาတယ်လို့မလားဘူးလား လာပါ ယူပပြစ္ဆတဏကွယ် မှန်ပါ ဝေနာပြစ္ဆတဏကဲမဟုတ်သေးဘူးနော် မှန်ပါ အဲ့လိုအတိတ်ပဲပေါ်ဖို့မလိုဘူးလား လိုပါ အဲ့ဒါသိဖို့လို့သိပါပဲနေလား မှန်ပါ မသိပဲနေမှာမလား မမဲနိုင်ပါဘူးဗျာ သစ္စာသိဖို့လိုတယ်နော် မှန်ပါဗျာ အန္တာသိဖို့လိုတယ်နော် မှန်ပါ ပရိစ္ဆေသုတ်ပတ်သိဖို့လိုတယ်နော် မှန်ပါဗျာ ကဲမရသေးတဲ့ပုဂ္ဂိုလ်ရေးရလေအောင်သစ္စာဖွဲ့
သစ္စာ၄ပါးတိမှသောတာပန်သစ္စာ၄ပါးတိမှသရဂံသစ္စာ၄ပါးတိမှအနာဂံသစ္စာ၄ပါးတိမှယန္တာသစ္စာ၄ပါးကိုမသိသောတာပန်ဖြစ်ပါမလားမဖြစ်ပါဘူးဗျာသောတာပန်မဖြစ်ဘုရားယန္တာဖြစ်ပါမလားမဖြစ်ပါဘူးဗျာသောတာပန်ကစတယ်နော်မှန်ပါဗျာသစ္စာ၄ပါးကိုမသိနော်အဝိဇ္ဇာပါဗျာခန္ဓာ၅ပါးကိုမသိနော်အဝိဇ္ဇာပါဗျာခန္ဓာ၅ပါးတဘာဘာပေါ်မှာလူနဲ့တမတက်တော်လို့နှလုံးသွင်းမှားတာအဝိဇ္ဇာပါဗျာနှလုံးသွင်းမှားတော့လူချင်တာမလို့လဲမှန်ပါဗျာမရရမနေဘူးလို့ဆွဲလန်းတာဥပါဒပါဗျာအဝိဇ္ဇာတဏဥပါဒဤသုံးခုသစ္စာဖွဲ့တော့ဘာသစ္စာလဲသမုဒယသစ္စာပါဗျာလူလားသမုဒယသစ္စာသမုဒယသစ္စာပါဗျာနတ်လားသမုဒယသစ္စာသမုဒယသစ္စာပါဗျာယမလားသမုဒယသစ္စာသမုဒယသစ္စာပါဗျာတာရသမီးတွေလားသမုဒယသစ္စာသမုဒယသစ္စာပါဗျာသမုဒယသစ္စာလို့အမှန်တိတာသူငါလားမေဃသစ္စာမေဃသစ္စာပါဗျာမေဃသစ္စာတိတာနော်မှန်ပါဗျာသမုဒယအကြောင်းရှိသမျှအကျိုးခန္ဓာမပေါ်လားပေါ်ပါရဲ့ဗျာပေါ်နေတာလူနဲ့ပြမလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာလူလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာနဲ့လားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာပြမလားခန္ဓာ၅ပါးခန္ဓာ၅ပါးပါဗျာခန္ဓာရတဲ့ပုဂ္ဂိုလ်အိုနာတိလွက်ခဲ့လားမလို့ပါဘူးဗျာအာသစ္စာလဲဒုက္ခသစ္စာပါဗျာလူချမ်းသာလားဒုက္ခသစ္စာဒုက္ခသစ္စာပါဗျာနတ်ချမ်းသာလားဒုက္ခသစ္စာဒုက္ခသစ္စာပါဗျာမြမချမ်းသာလားဒုက္ခသစ္စာဒုက္ခသစ္စာပါဗျာဒုက္ခသစ္စာလားအမှန်ပန်းချသည်တမ္မာတိတိလို့မဟုတ်ဘူးလားဟုတ်ပါရဲ့ဗျာတမ္မာတိတိဝင်လာမိစ္ဆာတိတိမချုပ်ဘူးလားဟုတ်ပါရဲ့ဗျာတမ္မာတိတိကအလင်းအောင်နဲ့တူတယ်နော်မှန်ပါဗျာမိစ္ဆာတိတိကအမှောင်နဲ့တူတယ်နော်မှန်ပါဗျာဒုက္ခသစ္စာတရားပေါ်မှာလူချမ်းသာနတ်ချမ်းသာမြမချမ်းသာနှလုံးသွင်းမှတာအဝိဇ္ဇာပေါ့မှန်ပါဗျာဒုက္ခသစ္စာတော့သိရအလင်းအောင်ပေါက်တာပေါ့မှန်ပါဗျာနှလုံးသွင်းမှားလို့သမုဒိယမဖြစ်လားဖြစ်ပါရဲ့ဗျာအဲ့လိုစိတ်သိပေါ်မှာကောင်းလားကောင်းပါရဲ့အဲ့ဒါမိစ္ဆာပေါ့မှန်ပါဗျာတမ္မာတိတိကအလင်းအောင်နော်မှန်ပါဗျာမိစ္ဆာတိတိကအမှောင်နော်မှန်ပါဗျာအလင်းအောင်ပေါ်တော့အမှောင်မပြောက်လားပြောက်ပါရဲ့ဗျာဒုက္ခသစ္စာပိုက်ချပြီးတော့ကဲတဏှာလာသေးရဲ့လားမလာပါဘူးဗျာဥပါဒံလာသေးရဲ့လားမလာပါဘူးဗျာအာသဝနဲ့ကာမသွားနဲ့ဘွာသွားမချုပ်လားဟုတ်ပါရဲ့ဗျာတဏှာနဲ့ဥပါဒံလာရဲ့လားမလာပါဘူးဗျာမလာဘဲနဲ့ချုပ်တာအနုပါဒနိရောဓမှန်ပါဗျာမြေယာကြကချုပ်တာဥပါဒနိရောဓလို့မောဘူးလားဟုတ်ပါရဲ့ဗျာအဲ့ဒါလူရဲ့ချစ်တယ်ကွယ်နော်မှန်ပါဗျာအဲ့လိုစိတ်သိပေါ်မကောင်းလားဟုတ်ပါရဲ့အဲ့ဒါသိမှပဲနေတာပေါ့မှန်ပါဗျာမသိပဲနေပါမလားမပဲနိုင်ပါဘူးဗျာဒါတခါပြင်းပြီးလို့စီစီကြသေးတာပေါ့နော်မှန်ပါဗျာဥပမာလေးတစ်ခုပြောသေးတာပေါ့မှန်ပါဗျာရှေ့တိကြောကကြီးကအုပ်စီပြည်ကြီးရှီတိခရင်ကိုစိုးစံတော့ဥဒမင်းဥဒိနာမင်းကြီးရှိတယ်နော်မှန်ပါဗျာမိဖျား900ပေါ့မှန်ပါဗျာအကြီးဆုံးတန်ပါဝေမိဖျားကြီးပေါ့မှန်ပါဗျာရုပ်ဆင်းကလည်းချောတယ်နော်မှန်ပါဗျာအပြောကလည်းလိမ်ပါတယ်နော်မှန်ပါရှစ်ဆက်လဲလေတာပေါ့မှန်ပါသူ့ရဲ့အကြည့်မှုခံထားလိုက်တာမှန်ပါဗျာသူကလေပါစရာအမြဲသုံးတဲ့ကုတ်ထုတ်တာကြွမ်းမဆိုတာကြားဘူးတယ်မဟုတ်လားကြားဘူးပါတယ်ဗျာပန်ဖို့အဝယ်ခိုင်းတာနေ့စဉ်နေ့တကွအတပြာတဝက်တို့ခိုးတယ်ကြာမှန်ပါဗျာမခိုးဘူးလားခိုးပါတယ်ဗျာလေငါရဲ့ကြာညောင်းတော့မြတ်စွာဘုရားအသက်ကြီးညုရွှေညံတော်ညံကွန်ရုပ်ကိုဖျက်ကြည့်လိုက်တာနေ့ပြန်ဘလူချွဲတော့ကုတ်ထုတ်တာကြွမ်းမကိုမြင်လေကြာလားမှန်ပါဗျာရှာမီကရဲ့ကြီးကိုပြဖုံးတယ်လို့နော်မှန်ပါဗျာသစ္စာလေးပါပြောင်းနေတာမှုတ်လိုက်ရင်အလေးအောင်ပေါ်တော့မှာပေါ့မှန်ပါဗျာသူသွားမဲ့ဈေးကိုသွားတာကွက်လက်တစ်ခုရှိတယ်နော်မှန်ပါအဲ့ဒီမှာတရားသမင်ဆင်းမင်းလက်ကြီးမန်းလက်ကြီးထိုးထားလိုက်တာပေါ့မှန်ပါဗျာမန်းလက်ကြီးထိုးထားတယ်နော်မှန်ပါဗျာဘုရားနာပြိတ္တဒီကရောက်နေပြီပေါ့မှန်ပါဗျာဘုဒ္ဓတာမရောက်တော့သူ့ကိုစောင့်နေတာပေါ့မှန်ပါဗျာသူကမန်းလက်ကဖြတ်သွားတော့တာဟုတ်မှန်ပါဗျာမန်းလက်အလေရောက်တော့အရက်လေးမျက်နှာမကြည့်ရဘူးလားကြည့်ရပါတယ်ဗျာမြတ်စွာဘုရားကမမြင်ဘူးလားမြင်ပါတယ်ဗျာဘုရားနာတော့ဥတက်ရှိခိုးတာပေါ့မှန်ပါဗျာဥသုံးချိန်ရှိခိုးပြီးတဲ့နောက်ခန္ဓာတို့အာနာတို့ဓာတ်တို့သစ္စာတို့ပရိစ္ဆေပုပ္ပတရားတွေမဟောဘူးလားဟောပါတယ်ဗျာ
စိတ်ဖို့ကောင်းတယ်နော် မှန်ပါဗျာ အဲ့ဒီခန္ဓာနဲ့တက်တဲ့သစ္စာတရားကိုဟောလိုက်တဲ့တရားဆုံးတဲ့ကသောတာပန်တည်သွားတာပေါ့ မှန်ပါဗျာ သောတာပန်တည်ပြီးတော့ဈေးဝယ်ဆက်ပြီးတော့မသွားဘူးလား ဟောပါတယ်ဗျာ အခါတည်းကခိုးလို့ခိုးသေးရဲ့လား မခိုးတော့ပါဘူးဗျာ သိပဲလို့မဟုတ်ဘူးလား ဟောပါတယ်ဗျာ တဲ့နေ့နောက်တဲ့သစ္စာတရားကြားနေဓမိတ်ထိုရသွားတာနော် မှန်ပါဗျာ ခိုးရမှာမစင်ကင်ရတယ်လို့ရွယ်ကိုရွယ်လို့တာ မှန်ပါဗျာ ခိုးခြင်းတဲ့စိတ်တွေကုန်တာ မှန်ပါဗျာ ဤဓာမြေဘုံညာအာသောခယံဝံဟောတုလို့မဟုတ်ဘူးလား ဟောပါတယ်ဗျာ ခိုးခြင်းတဲ့စိတ်ကုန်တာကွယ် မှန်ပါဗျာ လေ့လာဖို့မကောင်းလား ဟောပါတယ်ဗျာ စဉ်းစားကွယ်နော် မှန်ပါဗျာ တိပဲကို မှန်ပါဗျာ ဘလို့လဲတိလာခဲ့လဲစိတ်သေးဖို့မကောင်းလား ဟောပါတယ်ဗျာ အဲ့ဒီအာရဏကံကဖြစ်တဲ့ဘဝမှာလူဖြစ်ဖြစ်တိရစ္ဆာန်ဖြစ်ဖြစ်ရှင်းတဲ့တော့မှမွဲတဲ့တော့မှသွားပြီးတော့နေရတာပေါ့ မှန်ပါဗျာ အစာရှားပဲတဲ့တော့မှလည်းတိရစ္ဆာန်ဖြစ်ရတယ်နော် မှန်ပါဗျာ အဲ့လိုကြောက်သွားတော့တာကွာ မှန်ပါဗျာ တိတော့ပယ်တော့တာ မှန်ပါဗျာ လေ့လာဖို့မကောင်းလား ဟောပါတယ်ဗျာ ဒါအခါတိုင်းနဲ့ဘူးပန်းတွေကတပွေးတစ်ပတ်ကြီးရခဲ့တာပေါ့ မှန်ပါဗျာ တဝဲတော့တိုးမလာဘူးလား တိုးလာပါတယ်ဗျာ အလှလဲလှတယ်နော် မှန်ပါဗျာ အဲ့ဒီကုက္ကကြွယ်မကလည်းပဲတရားကြည့်တော့မျက်နှာတွေကကြီးလို့ရွှင်လို့နေတာပေါ့ မှန်ပါဗျာ မိဖုရား900ဆွေးနေတာနော် မှန်ပါ တလွယ်ဘောကနေရတာပေါ့ မှန်ပါ တာပါတွေမိဖုရားကြီးကလေ မှန်ပါ အငယ်တွေကအောက်ကပေါ့ မှန်ပါ ကုက္ကကြွယ်မတက်လေခါတက်လာခဲ့တာမြင်တာကို မှန်ပါဗျာ ပန်းတွေကလည်းအခါတက်တက်မြားတာပေါ့ မှန်ပါဗျာ လှလဲလှလဲနော် မှန်ပါ သူခန္ဓာကိုယ်ကလည်းတရားကြည့်တော့ကြည်ပြီးတော့မနေလိုက်ရဲ့ နေပါတယ် ချွ ဗျာ င်ချွင်ပြပြကြီးပေါ့ မှန်ပါဗျာ မိဖုရားကအကဲခတ်ရှင်းသွားတယ်နော် မှန်ပါ အခါတိုင်းနဲ့မတူဘူးပေါ့ မှန်ပါ ပန်းနေလဲခါတိုင်းတည်းမြားလဲလှလဲလှလဲသူ့ကိုကြည့်ရရုပ်စင်းကအင်မတန်ကြည့်တယ် မှန်ပါဗျာ အသင်ခုတ်သက်ကြံမှာအသင်အခါတိုင်းနဲ့မတူဘူး မှန်ပါ မြင်လာလဲကြည့်တယ်ရွှင်တယ်ပန်းနေလဲခါတိုင်းတည်းမြားတယ်မှန်တော့သူတို့ဥတင်လို့မမေ့ရဘူးလား မေးရပါတယ် မ ဗျာ ပြောရဘူးလား ပြောရပါတယ်ဗျာ အဲ့ဒါကအရှင်းသခင်ရှိတဲ့ပြုတ်ကိုခွင့်လွှတ်ပါလို့မတောင်းမယ်လား ကောင်းပါပါတယ်ဗျာ အခါတည်းကနေ့တင်အသက်ပြတိုးအတွက်ခိုးတာပေါ့ မှန်ပါဗျာ တဲ့နေ့တော့အဖဂေါရမျက်စာတရားကြီးအမြဲစုတောက်တော့ဝမ်းထဲမှာကိရိတာအပူတွေငြင်းသွားတာပေါ့ မှန်ပါဗျာ သောတာပတ္တိမေသောတာပတ္တိပို့ဒိဋ္ဌိဝိသိကိစ္စတဲ့အပူတွေမငြင်းဘူးလား နေပါတယ်ဗျာ ငြင်းတော့အခါတည်းနဲ့တူရဲ့လား ဘုရားဗျာ ကျဲမာတဲ့ပုဂ္ဂိုလ်ချင်းချင်းပြတာကြီးပေါ့ မှန်ပါ ယောဂရှိတဲ့လူကငေးလို့မှိန်လို့နေတာကွာ မှန်ပါဗျာ ကျဲမာတဲ့လူကချင်းချင်းပြပြပေါ့ မှန်ပါဗျာ အဲ့ဒီစကားလေးခင်းတကသလွင်ဘောကဆင်းသူနဲ့ဘောတစ်အတိတိတရားကိုငါတို့ဟောရမယ်လို့မတောင်းမယ်ဘူးလား ကောင်းပါပါတယ်ဗျာ တောင်းမယ်နော် မှန်ပါ အဲ့ဒီကမှပြင်လို့ဆိုခန္ဓာ၅ပါးတည်းမှာယူပက်ခန္ဓာမှာပါလား ပါပါတယ်ဗျာ ယူပက်ခန္ဓာအသေးစိတ်ကြတဲ့ပထဝီတဲ့အာဘောတဲ့တိသောတဲ့ဝါယောတဲ့ပေါ့ မှန်ပါဗျာ ပထဝီကမာတဲ့သဘောပြောတဲ့သဘောပေါ့ မှန်ပါဗျာ အာဘောကဖွဲ့စည်းတဲ့သဘောယူစည်းတဲ့သဘောပေါ့ မှန်ပါဗျာ တိသောကပူတဲ့သဘောအေးတဲ့သဘောပေါ့ မှန်ပါဗျာ ဝါယောကထောက်ကန်တဲ့သဘောထုတ်ရှားတဲ့သဘောပေါ့ရှိစိတ်ပေါ်မကောင်းလား ကောင်းပါတယ်ဗျာ ဓာတ်ကြီး၄ပါးနော် မှန်ပါဗျာ အဲ့ဒီဓာတ်ကြီး၄ပါးရှိတော့ဓာတ်ငယ်၄ပါးမရှိဘူးလား ရှိပါတယ်ဗျာ မြည်ရှိတဲ့ဆံဝန္နာကန္နာယတဩဇာလို့မောဘူးနော် ဟောပါတယ်ဗျာ ဝန္နာအရှင်းဓာတ်ပေါ့နော် မှန်ပါဗျာ အဲ့ဒီအယောင်ရှင်းအလင်းဟာဓာတ်ကြီး၄ပါးကိုဖေဓာတ်ကိုမြည်ဖြစ်တာလဲစိတ်သေးပေါ်မကောင်းလား ကောင်းပါတယ်ဗျာ တေသောဓာတ်ကိုမြည်ဖြစ်ရလား မှန်ပါ အယောင်ရှင်းအလင်းလေ မှန်ပါဗျာ အဲ့လိုစိတ်သေးပေါ်မကောင်းလား ကောင်းပါတယ်ဗျာ နှာခေါင်းနဲ့ရှင်အနက်နဲ့နော် မှန်ပါဗျာ ဓာတ်ကြီး၄ပါးမှာဖေဓာတ်ကိုမြည်ဖြစ်စိတ်သေးပေါ်မကောင်းလား ကောင်းပါတယ်ဗျာ ပန်းတရင်လီဟင်းဆောင်ပေါ့ မှန်ပါ ဝါဓာတ်ကိုမြည်တော့မဖြစ်ရဘူးလား ပြရပါတယ်ဗျာ ဝါဓာတ်ကြတော့မှုေးတယ်နဲ့နဲ့သိနေတာပေါ့ မှန်ပါဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါတယ် လျာနဲ့ပဲချိုးချစ်ဆက်ရတာ6ပါးပေါ့နော် မှန်ပါဗျာ အဲ့ဒီရတာ6ပါးမှာဖေတဲ့ကိုမိတာလဲလေ့လာဖို့မကောင်းလား ကောင်းပါတယ်ဗျာ စားကိုလေးနဲ့ကန်ဆက်ကြည့်ငယ်လို့သိရလား မသိပါဘူးဗျာ တကြားကိုလေးနဲ့ကန်ဆက်ကြည့်ချိုလို့သိရလား မသိပါဘူးဗျာ ရုပ်တိကန်ဆက်ကြည့်ဆက်တယ်လို့သိရလား မသိပါဘူးဗျာ လျာနဲ့ကြတော့မသိနိုင်ဘူးလား သိနိုင်ပါတယ် အာဘောတဲ့ကိုမိဖြစ်ရလား မှန်ပါဗျာ အာနာကိုတည်းရဲ့ကြီးထွားတာမရှိဘူးလား ရှိပါတယ်ဗျာ အာဘောဩဇာမနောမှာနော် မှန်ပါ ပထဝီတက်ကိုမြည်ဖြစ်ရတယ်ကြားလား မှန်ပါ
ဓာတ်ကြီးကလေးတွေ့တဲ့ငါ၄ပါးပေါ့ မှန်ပါ ပေါင်းလိုက်တော့ဓာတ်၈ပါးမရလား ရပါတယ်ဗျာ အဲ့ဒီရတယ်လက်၄ပါးဓာတ်၈ပါးသင်ပေးတာပေါ့ မှန်ပါ လက်၈ပါးအခြေချင်းကြည့်တဲ့ကအတန်မပေါ်လား ဟောပါတယ်ဗျာ နဝကလက်ကုကုသောယုတ်တရားပေါ့ မှန်ပါဗျာ အဲ့လိုလေ့လာဖို့မောင်ကောင်းလား ကောင်းပါတယ်ဗျာ အဲ့ဒါတွေအကုန်လုံးသင်ပေးလိုက်တယ်နော် မှန်ပါဗျာ သင်ပြီးတဲ့ခါကျမှမိဖုရားကိုအရှင်းတကယ်တဲ့ဝိဇ္ဇာမျက်မှန်ကိုတက်ပြီးတော့အကြည့်မခံရဘူးလား ခံရပါတယ်ဗျာ ဥရိနာမင်းထင်လို့ဝိဇ္ဇာမျက်မှန်တက်ကြည့်တယ်ဥရိနာမင်းကြီးကိုမြင်လာလားအရှင်းကိုမြင်လာလား အရှင်းကိုမြင်လာပါဗျာ အရှင်းနဲ့ဥရိနာမင်းကအရှင်းဟူသည်မြတ်ဥရိနာမင်းကြီးတော့ခေါ်မှာပေါ့ မှန်ပါဗျာ သူကဖြစ်ပါမလား မဖြစ်ပါဘူးဗျာ မဖြစ်ဘူးကွယ်နော် မှန်ပါဗျာ အဲ့လိုစိတ်သေးပုံမကောင်းလား ကောင်းပါတယ်ဗျာ စိတ်ကတော့ဥရိနာမင်းကြီးတော့မထင်လား ထင်ပါတယ်ဗျာ လင်းနဲ့ပုတ်ကြည့်လိုက်နော် မှန်ပါဗျာ တီးကြည့်လိုက်နော် မှန်ပါ ဥရိနာမင်းကြီးလားအတန်လား အတန်ပါဗျာ ဒါနားနဲ့ဆိုင်တာပေါ့ မှန်ပါဗျာ စိတ်ကတော့ဥရိနာမင်းကြီးတော့မထင်လား ထင်ပါတယ်ဗျာ ရှိတယ်လို့မယူလား ယူပါတယ်ဗျာ နဲကြည့်လို့မခံလား ခိုင်းပါတယ်ဗျာ နဲကြည့်တဲ့ကဥရိနာမင်းတွေ့လားအနံ့တွေ့လား အနံ့တွေ့ပါတယ်ဗျာ အနံ့မဲတွေ့တယ်ကွယ်နော် မှန်ပါဗျာ လျှာနဲ့ပက်တယ်လို့ဥရိနာမင်းထင်လို့ရှာလေးနဲ့ရေးကြည့်လို့မခံဘူးလား ခိုင်းပါတယ်ဗျာ ရေးကြည့်တဲ့ကဥရိနာမင်းကြီးလားငံပြတာရတာတဲ့လား မှန်ပြပြရတာတတ်ပါဗျာ ရတာလည်းပဲတွေ့တယ်နော် မှန်ပါဗျာ ဆံပြားကချီပြားချီပြားကဆံပြားပေါ့ မှန်ပါ အနုလုံဘုရုလုံပေါ့ မှန်ပါဗျာ အဲ့ဒါဖျားပေးတဲ့ညင်လေးနဲ့ကန်ဆန်းကြည့်နော် မှန်ပါဗျာ ပူတာမတွေ့လား တွေ့ပါတယ်ဗျာ အေးတာမတွေ့လား တွေ့ပါတယ် ပူတာဥဏတေဇောပေါ့ မှန်ပါ အေးတာတိတတေဇောပေါ့ မှန်ပါဗျာ ပူတယ်အေးတယ်တိတာသူငါလားကာယဝင် အာရဝိညာဉ်ပါဗျာ နံတရားမရဘူးလား ရပါတယ် ပူတာအေးတယ်ကယုတ်တရားမရလား ရပါတယ် နံဥနှစ်ပါးပေါ့ မှန်ပါ ဥရိနာမင်းလာနိုင်လေရော နာနေရောပါဗျာ အဲ့လိုချီစကောင်းတော့တော်လုံးရှာကြည့်တော့ဥရိနာမင်းကြီးတွေ့သေးရလား တွေ့ပါဘူးဗျာ အားဖြစ်လို့မတွေ့တာလေ မရှိတော့ပါဗျာ မရှိဥရိနာမင်းအနေနဲ့စွဲကြလို့သိရလား လို့ပါဘူးဗျာ အဲ့လိုလေ့လာဖို့မကောင်းလား ကောင်းပါတယ်ဗျာ အဲ့လိုစစ်စစ်ပို့လို့တော့ကွနော် မှန်ပါဗျာ ချီချီမိမိသဘောပေါက်ဖို့မလို့လား လို့ပါတယ်ဗျာ အဲ့ဒါပြီးရညာတပရိညာပိုင်းချလို့သိပါလို့မဟုတ်ဘူးနော် ဟောပါတယ်ဗျာ အဲ့ဒါနိုင်နဲ့ရုပ်ပြနာပါပဲတွေ့တာပေါ့ မှန်ပါဗျာ ဥရိနာမင်းကြီးလားနိုင်နဲ့ရော နာနေရောပါဗျာ ဒီနိုင်ရုပ်ကဘယ်ပုံဘယ်နည်းရှိတာလဲစစ်စစ်ဖို့မကောင်းလား ကောင်းပါတယ် ညုတ်တရားကြီးကဖောက်ပြန်ပြီးတော့မပြည့်လား ပြည့်ပါတယ် ဉာဏ်တရားကသိပြီးတော့မပြည့်လား ပြည့်ပါတယ်ဗျာ အိဋ္ဌလားအနိစ္စ အိဋ္ဌပါဗျာ အနိစ္စမမြဲခြင်းတရားဒီချမ်းသာတဲ့တရားလားရှင်းနေတယ် ရှင်းပြပါဗျာ ရှင်းတဲ့တရားကိုဒုက္ခလို့ခေါ်မလားဒုက္ခ ဒုက္ခလို့ခေါ်ပါတယ်ဗျာ ဤဒုက္ခတရားကိုပိုင်သူရှိရလား မရှိပါဘူးဗျာ အဲ့တော့အလိုတို့လက်ကလား မလိုက်ပါဘူး အကျက်တို့ပါရဲ့လား မပါပါဘူး အနတ္တာလို့မောမလား ဟောပါတယ်ဗျာ အနိစ္စဒုက္ခအနတ္တာပဲတွေ့တယ်နော် မှန်ပါဗျာ အဲ့ဒါပွားလို့သိတာ မှန်ပါဗျာ အနိစ္စတရားတွေ့တဲ့ကနည်းတွေ့သေးရဲ့ မတွေ့ပါဘူးဗျာ ဒုက္ခတရားတွေ့တဲ့ကနည်းတွေ့သေးရဲ့ မတွေ့ပါဘူးဗျာ အနတ္တတရားကနည်းတွေ့သေးရဲ့လား မတွေ့ပါဘူးဗျာ အနိစ္စတရားနဲ့နည်းနဲ့ပိုင်းခြားဖို့မလိုလား ဟောပါတယ်ဗျာ ဒုက္ခတရားနဲ့နည်းနဲ့ပိုင်းခြားဖို့မလိုလား ဟောပါတယ်ဗျာ အနတ္တတရားနည်းနဲ့ပိုင်းခြားဖို့မလိုလားတိရဏပရိညာ မှန်ပါဗျာ စစ်စစ်ပေါ်မကောင်းလား ဟောပါတယ်ဗျာ ဥရိနာမီးချင်းလို့ဖျားပဲညံနေနဲ့ကန်ဆန်းကြီးတော့ကဥရိနာမီးတွေ့လားပူနွေးနွေးတွေ့လား ဦးရင်းလေးတွေ့ပါတယ်ဗျာ ပူရာဥဏဒီဇောပေါ့ မှန်ပါဗျာ တနည်းအားဖြင့်အေးရာတိတဒီဇောပေါ့ မှန်ပါဗျာ ပူရအေးတဲ့တိတသူငါလားကာယဝင် အာရဝိညာဉ် ကာယဝင်ကနံတရားမရလား ရပါတယ် ပူရာအေးတဲ့ကယုတ်ပြားမရလား ရပါတယ် နံဥနှစ်ပါး မှန်ပါ ညာတပရိညာ မှန်ပါဗျာ စစ်စစ်ပေါ်မကောင်းလား ဟောပါတယ်ဗျာ အဲ့ဒါလွင်ချစ်တယ်နော် မှန်ပါဗျာ အနိစ္စဒုက္ခအနတ္တဆိုတော့ဖြစ်ပြေလို့မဟုတ်ဘူးလား ဟောပါတယ်ဗျာ ဖြစ်ပြပါသစ္စာလေရှင်းတာတဲ့တရားလားရှင်းနေကြရှင်းနေလို့အမှန်သိတာရတာဗုဒ္ဓဉာဏ်ပေါ့ မှန်ပါဗျာ ဒုတိယစေကြိုးစားကြည့်ဖြစ်ပြပဲတွေ့ဥပ္ပါပေါ့ မှန်ပါဗျာ အာသစ္စာလေ ဒုက္ခသစ္စာပါဗျာ ဒုတိယကျတော့အတိဉာဏ်ကယဉ်လာပြီနော် မှန်ပါဗျာ အနာကလွတ်ချင်တဲ့စိတ်တွေပေါ်တာပေါ့ မှန်ပါ ကျွတ်ချင်တဲ့စိတ်တွေပေါ်တာပေါ့ မှန်ပါဗျာ လောကကြီးကိုပြေမုံညင်းဝင်ပြီနော် မှန်ပါဗျာ အပြောဆိုအတိထိုင်တဲ့ခါတိုင်းနဲ့လူရဲ့လား မတူပါဘူးဗျာ တမှုထူးခြားပြီးတော့မနေလား နေပါတယ်ဗျာ နိဗ္ဗာန်တဉာဏ် မှန်ပါဗျာ တတရားစေကြိုးစားကြည့်ဖြစ်ဖြစ်ပဲမတွေ့လား တွေ့ပါတယ်ဗျာ အာသစ္စာလေ ဒုက္ခသစ္စာပါဗျာ ခြိစက်ကောင်းထုံတကိုယ်လုံး
ရှာခြင်းလို့ရှာဒုက္ခဆိုတဲ့တရားအဖြတ်တစ်ထောက်သာများတွေ့လား မတွေ့ပါဘူးဗျာ အဖြတ်တစ်ထောက်သာပါဒုက္ခမတွေ့တာရှိလို့လားမရှိလို့လား ရှိလို့ပါဗျာ မရှိဒုက္ခအတိလို့မပိုင်းခြားလား အိုင်းသားပါလေဗျာ ပိုင်းခြားလိုက်တဲ့တစ်ချိန်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာဇီဝသီလမေ့ကင်သုံးပါမဝင်လား ဝင်ပါလေဗျာ အဲ့ဒါသမုတ်စေရသီလ မှန်ပါ ပရမတ်ကိုအောင်ပြုတာနော် မှန်ပါ အဲ့ဒီသီလမှာတရားအစီတရားရအနှစ်သာရပေါ့ မှန်ပါဗျာ ဘလောက်များအနှစ်သာရကောင်းလဲစီသေးပေါ်မကောင်းလား ဟောပါလေဗျာ အကျိုးရောအကျိုးနဲ့လို့အရှိကွဲလောက်အောင်နော် မှန်ပါ အပုရဲ့သူရဲ့စကားမျိုးနဲ့ပြောကြည့်လိုက်တာပေါ့ မှန်ပါဗျာ ပြန်ပြီးတော့တုံ့ပြန်မယ်လို့စိတ်ကူးထည့်သေးရလား လဲတော့ပါဘူးဗျာ အာလွန်ရှာလွန်ကလုံသေးရလား မလုံးတော့ပါဘူး ချီလွန်လေးလွန်ကလုံသေးရလား မလုံးတော့ပါဘူး အဲ့ဒါတော့အနှစ်သာရကြည့်လား မှန်ပါ အဲ့ဒါသမုတ်စေရသီလနော် မှန်ပါဗျာ ကိုယ်ကိုတက်တော်အနေနဲ့ရှောင်ရတာကသမာဓိသီလတန်ပတ်တဲ့သီလပေါ့ မှန်ပါ အပုသစ္စာပြည့်ချက်ကိုအောင်ပြုတာနော် မှန်ပါ ကိုယ်ကပရမတ်ကိုအောင်ပြုတာ မှန်ပါ အဲ့ဒါလိုမချမ်းသာဘူးလား သာနာပါလေဗျာ ရှုရန်၅ပါးနဲ့ပေါင်းတော့က၈ပါးမပြည့်လား ပြေးပါလေဗျာ ၈ပါးပြည့်တဲ့အခါခန္ဓာတွေ့သေးရလား မတွေ့ပါဘူးဗျာ ခန္ဓာမတွေ့ရင်အိုအောင်မလား ဟောတော့ပါဘူးဗျာ နာအောင်မလား မနာတော့ပါဘူး သေအောင်မလား ပြေးပါဘူး အဲ့ကြောင့်ခန္ဓာမရှိတော့မငြင်းလား ပြေးပါလေဗျာ ကိရိတာမရှိတော့မအေးလား ပြေးပါလေဗျာ ငြင်းတဲ့သဘောနဲ့အေးတဲ့သဘောဘယ်လိုကောမလဲ ပြေးပါပါဗျာ အဲ့ဒါလွဲချစ်ကွယ်နော် မှန်ပါ ဤလျာရောက်ကြိုးစားအထုတ်ပေါ့ မှန်ပါဗျာ အဲ့လိုစိတ်သေးပေါ်မကောင်းလား ဟောပါလေဗျာ အဲ့ဒီတရားရောက်တာကသောတာပတ္တိပဲသောတာပတ္တိပို့ပါဠိပေးရလဲစိတ်သေးပေါ်မကောင်းလား ဟောပါလေဗျာ ဒိဋ္ဌိဝိသေကသဒရအနုတ္တယကိလေသာပဲတာပေါ့ဒိဋ္ဌိဝိသေအနုတ္တယကိလေသာပရိယုဌာနမနောကံလာသေးရ မလာတော့ပါဘူးဗျာ မနောကံဝိတ္တကမကာယကံဝစီကံလာသေးရ မလာတော့ပါဘူး မလာရအပေသွားတဲ့ကံနဲ့မကုန်လား ဟောပါလေ အပေခန္ဓာဇတ်မသိလား ပြေးပါလေ ပါဟနာပရိညာလို့မဟုတ်ဘူးလား ဟောပါလေဗျာ ညာတပရိညာတိနာပရိညာပါဟနာပရိညာနော် မှန်ပါ ဤဉာဏ်သုံးဉာဏ်ရတဲ့ဘုံအနာမတက်ကတန်ត្រာကသကုပြုခဲ့တဲ့အကုသိုလ်ကံဟောင်းကျွေးအောင်တန်တာကပ္ပပထွေမြအမြပြတဲ့အကုသိုလ်ကံနေအကျိုးပေးခွင့်ရသေးရလား မရတော့ပါဘူးဗျာ အေကုလေမာလာကြီးကတဲ့စေမခံလား မှန်ပါလေဗျာ ကြောင့်များအားရကြကောင်းတယ်လေနော် မှန်ပါဗျာ ယုံကြည်ခြင်းနဲ့ကြိုးစားအထောက်ပို့လို့တာပေါ့ မှန်ပါဗျာ ကဲထိစေခန္ဓာကဖြစ်ပြဘာသစ္စာလဲ ဘုရားသစ္စာပါဗျာ တိတာက မေဃသစ္စာပါဗျာ တိတာက သမုဒယသစ္စာပါဗျာ နောက်ခန္ဓာမလားလား နိရောဓသစ္စာပါဗျာ ဒိစ္စတော့အကွက်ဘယ်နှကွက်ရှိ အေးဝေရှိပါလေဗျာ တာကွက်လည်းဘယ်နှပါ ဟာပါပါဗျာ ငါလေးလီ 20 ဤရှစ်သွေကို အလေကျမတိစေအာတိသာယာမလူတော်မီ ဣမာယဓမ္မာနုဓမ္မပရိပတ္တိယဤလောကုတ္တရာတရားဩပံအားလျော်သောကျင့်ဝတ်ပฏิပတ်ဖြင့်ဘုဒ္ဓံမြတ်စွာဘုရားကိုဥစေမိဒုက္ခသစ္စာတိရဉာဏ်ဖြင့်ပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မာနုဓမ္မပရိပတ္တိယဒီလောကုတ္တရာတရားဥပါအားလျော်သောကျင့်ဝတ်ပฏิပတ်ဖြင့်ဓမ္မံတရားတော်မြတ်ကိုဥစေမိဒုက္ခသစ္စာတိရဉာဏ်ဖြင့်ပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မာနုဓမ္မပရိပတ္တိယဒီလောကုတ္တရာတရားဩပံအားလျော်သောကျင့်ဝတ်ပฏิပတ်ဖြင့်တန်ခံတန်ဃာတော်အရှင်မြတ်ကိုဥစေမိဒုက္ခသစ္စာတိရဉာဏ်ဖြင့်ပူဇော်ပါ၏အရှင်ဘုရားဤကဲ့သို့ပြုလုပ်အပ်သောဒါနကုသိုလ်သီလကုသိုလ်
ဘာဝနာကုသိုလ်အဒေတံကုသိုလ်ပါရမီကုသိုလ်ဝိပဿနာမဟာကုသိုလ်တို့ဤအကျိုးအားကြောင့်ခန္ဓာ၅ပါးယုံနဲ့တရားတို့ဤမဖြစ်ဝေးစွာချုပ်ငြိမ်းရပါလို့ဤအရှင်ဘုရားဩကုသိုလ်ဤအကျိုးကိုလေးမိခင်ဖခင်ကျေးဇူးရှင်တော်အား၎င်းနာမတေကကန္တရာမဆာ၍သောစကေဘုသောမိခင်ဖခင်ကျေးဇူးရှင်အပေါင်းတော်အား၎င်းအာရှရိယာနိစ္စဆရာသမားတို့အား၎င်းဒီမာတံဒိဋ္ဌာနိစ္စတရားနာစီဝေတုကျွာရောက်လာကြကုန်သောတရားနာပရိသတ်တို့အား၎င်းဤမြေတနေပြည့်ရှင်မင်းတို့အား၎င်းယေတနေညမမင်းတို့အား၎င်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ကျောင်းဆောင်နဲ့ဓမ္မယုံဆောင်နဲ့ဘုံမစိုးနဲ့ယုတ်ခစိုးနဲ့အာကာသစိုးနဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ရွာဆောင်နဲ့ရိုးဆောင်နဲ့သာသနာတော်ဆောင်နဲ့သတုလောကဘာလနတ်မင်းကြီးမှစ၍32ဘုံကျင်လေကြကုန်သောဝေနေယဒုက္ခိတဒုက္ခိတတတ္တဝအပေါင်းတို့အားအာဇေယမအမြတ်ပြေဝေပါကုန်၏အမြတ်ရကြသည်ဖြစ်၍ကိုယ်စိတ်နှဖြံကျမ်းမာချမ်းသာလူအင်ဆန္ဒကလုံးတော်ဒီပြေဝကြပြီလျင်သူတော်ကောင်းတရားကျိုးစားပွားများအာထုတ်နိုင်လွယ်ကြသည်ဖြစ်စေယေရာမူကြပါဘူးအာရုနာယေရာမူကြပါဘူးယေရာ